တာရှင်ကြိတ်လိုက်တာကြိတ်လိုက်တာ你往哪chạyအဖေမှာမကျင်းဖြစ်ပြီးနဲ့တစ်ထွက်တဲ့ဘူးလေးတရားလေတုံးရတယ်ဆိုတော့မင်းကြောက်ပြင်းအောင်မှမပါတော့အိမ်ပြင်းနဲ့မှာတော်ချင်းပြီးပြလိုက်တာသက်သာတယ်ဒီကြောင့်မိမောဒါမျိုးလေးထုတ်ဝင်နော်မင်းလက်တရားမင်းကိုအောင်သုံးပါတို့လေဝယ်ပေးမယ်ပြောလိုက်ကျုပ်ကကျင်းနေပါတယ်နော်တကယ်လည်းမဝယ်ခိုင်းပါဘူးသူ့ကြောက်လည်းမသိဘူးဟောက်လည်းမသိဘူးဒီတရားတောင်းဆိုပါမကျင်းကိုမင်းသားချောချောလေးပိုင်တကွန်တို့ဒီဝင်းတို့အမြင့်ပေးနေမှာဟိုလက်ထက်ခွင့်တောင်းရတယ်ပါတယ်အဲ့လိုမျိုးယောက်ျားမချယူပြရမှာငါကြောက်တော့အင်ရှိမြောင်းစားမှာချင်းတွေ့ခဏဆိုခေါ်သွားတယ်ပြီးတော့ခိုးပြီးပါလက်ကားနဲ့ယောက်ျားရဘာလို့မျိုးလဲမကြည့်ဘူးလေဘာပြောမှလဲယောက်ျားမကောင်းကြောင်ပြောတယ်မဟုတ်လားဒီတော့နင်တို့မိမတွေအားနဲ့ယောက်ျားမကောင်းပြောတာနင်တို့မိမတွေဘာကောင်းလို့လဲဟမ်ဘာလဲထွက်တော့ပြောနေဝင်းတို့ပိုင်ဒီဘုံတော့ဟုတ်လားသူတို့လိုချစ်ပေးနိုင်တဲ့ယောက်ျားတွေတပုံကြီးသူတို့လိုမဟုတ်သူတို့တက်ပုံကြီးချစ်ပေးနိုင်တဲ့ယောက်ျားတွေတပုံကြီးနင်တို့မိမတွေရဲ့ပြဿနာချစ်တဲ့တန်ကိုမခံနိုင်တာဟာလေလူကျင်တော့ဟိုချစ်ပေးရလို့ပါလို့တကယ်လည်းချစ်ပေးရသူကြတန်မိုးမထားကြပဲကိုပေါ်မကောင်းတဲ့သူကြီးကြတော့ကက်တွေ့လို့ဘိုးပြောနေပါနဲ့အဲ့လိုအကြောင်းမျိုးတွေဘယ်တော့မှအပြစ်မခံအောင်နော်အဲ့လိုအကြောင်းမျိုးဆိုရင်မိမတွေတန်းတန်းဆွဲချစ်တာဘယ်မှလဲအဲ့လိုချစ်ပြီးတော့ပြစ်ခံရတဲ့ယောက်ျားရှင်ငါ့ကိုလည်းညှို့ပြအဲ့တော့တရားမတရားပါပဲနင်းသားတွဲနေရ15ရောက်လောက်ရှိပြီနော်15ရောက်လုံးသူ့ကိုအကြောင်းပြချက်မရှိထားခဲ့တာပဲအဲ့15ရောက်လုံးသူနွားလို့ပဲချစ်ပေးတာနော်တယောက်မှသူနဲ့မညာဘူးသူနဲ့မညာနင်းတို့မိမတွေကဒီအဲ့လိုချစ်ပေးပြီဆိုတာတမိုးမထားတော့ဟိုတခြားဝေးကြည့်နေမှာနင်းသားနွားကြီးကပို့မှာပဲကြည့်အောင်ရွှေပြည်နယ်လေးဝယ်ခိုင်းနေဟောဘယ်ကနွားကြောင်ပါလာကြည့်နေတဲ့ဂျိုးကြီးတကားကားနဲ့တိရစ္ဆာန်ကိုပို့ပလိုက်မယ်